ကဲအခုဆရာမအစတန်တက်လာမယ်ခုနကမမနေလိုပဲနော်ညံတက်လာမယ်ဘယ်ဖွဲ့ရင်ရောက်လဲတာမူအစတန်ဒီဗိမာန်တော်ထဲမှာတင်တဲ့အတန်းညံလေးနော်ကြံခဲ့သူရှိလားကြံခဲ့သူရှိရင်ပြောမယ်နော်နေရာမှာဆရာမအစတန်ထိုင်နေတဲ့သူရှိရင်ပြောနော်ကဲရှေ့တော့ကဲဝိညာဉ်လမ်းညွှန်ချိပါမယ်နော်ကဲဘယ်အတန်းလဲအခုသာမူစန္ဒတန်းကဲဟုတ်ပြီသာမူစန္ဒဟုတ်ပြီတက်မယ်ဆမစန္ဒနဲ့ဘယ်သူနဲ့လဲဆမစန္ဒနဲ့ဆမအစတာ2တန်းကဲလာမယ်ဆမအစတာ2ဆောင်မယ်ကဲတက်မယ်ပဲအရင်ရောက်တာအဝါပြီးတော့အနီအစိမ့်တရားမပြောက်သေးဘူးဟုတ်ပြီအစိမ့်နိုင်လာပြီဟုတ်ပြီမြန်ရှေ့ရှေ့ထာဝရဘုရားကိုကိုးစားခြင်းကောင်းကြီးနော်ကဲဟုတ်ပြီ
ကဲဟုတ်ပြီကျန်တဲ့အတန်းသုံးတန်းမှတ်ထားမယ်နော်ကဲအခုမနေ့တုန်းကမှန်တော့ဦးစားပေးခြင်းတတမီတို့နော်ကောင်းကောင်းမွန်လေးဆိုလို့ရသွားမို့နော်တချင်းလေးကိုလည်းနားလည်ပြီးရသွားဖို့ကဲအခုအတူတူပြန်ရှင်းမွေးမယ်ဆရာမတွေအားလုံးစင်ပေါ်တက်လာပေးပါလို့ကစားဖို့ပဲစဉ်းစားစမ်းစာဖတ်ဖို့မှာနော်ကဲအားလုံးအတူတူပြန်ရှင်းမွေးမယ်ဆရာမရဲ့ဆဲတချင်းလာဆိုပေးပါလို့ဆိုတော့အဲ့ပါပဲဆရာမရဲ့ဆဲကိုလက်ခုပ်တီးပြီးတော့ကြိုဆိုလိုက်ဟာလုံးမဆိုတော့ဆရာကအမှတ်တွေရှော့နေမှာလက်ကြည့်မလို့ဟာဒီအထိုင်ကြည့်အားလုံးမသိရမလဲဘာမှမပေါ်ဘူးမဲစဉ်းစားစမ်းစာဖတ်ဖို့မအား TV ဂိမ်းနဲ့ရမ်းစော့ဖျားခင်ကိုမေ့ရော့ကာတွန်းကားတွေရမ်းကြည့်ဖျားခင်အတွက်ချိန်မရှိလိုက်ဆိုမယ်ခေါင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေတယ်ကို့အတွက်ပဲကိုလုပ်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားခင်ကိုဥထိတ်ထားအရာရာအားလုံးပြည့်စုံသွားဖျားခင်နဲ့ကျွမ်းဝင်၍မိထာရဖွဲလုံးတို့ပြူမှာကောင်းစားမယ်ဖျားခင်နဲ့ကျွမ်းဝင်၍မိထာရဖွဲလုံးတို့ပြူမှာကောင်းစားမယ်ဒူးဆိုင်ကိုဖေးရှာတာဖျားခင်ပြန်ငယ်ပါရွှေကိုမြေမုတ်ကဲတော့ဖြစ်စီမှာဖျားနာမနေစမ်းပါဖျားနေတာမွေးလျော်ပါကောင်းစားခြင်းနဲ့တင်ဟာမိတ်ဆွေဖြစ်လာကောင်းစားခြင်းရဲ့ရတာများခံစားမိလားမလိုက်ဆိုပေးမယ်နော်စားဖို့ပဲစဉ်းစားစမ်းစာဖတ်ဖို့မအား TV ဂိမ်းနဲ့ရမ်းစော့ဖျားခင်ကိုမေ့ရော့ကာတွန်းကားတွေရမ်းကြည့်ဖျားခင်အတွက်ချိန်ရှိကောင်းစားတာတော့လိုချင်တယ်ဦးစားပေးတာမှားနေတယ်ကို့အတွက်ပဲကိုလုပ်တယ်ဖျားကိုနောက်ချန်ထားတယ်ဖျားခင်ကိုချိန်ထားအရာရာအားလုံးပြည့်စုံသွားဖျားခင်နဲ့ကျွမ်းဝင်၍မိထာရဖွဲလုံးတို့တို့ပြူမှာတင်မွားတက်တာကောင်းစားမယ်ဖျားခင်နဲ့ကျွမ်းဝင်၍မိထာရဖွဲလုံးတို့တို့ပြူမှာကောင်းစားမယ်ဒူးဆိုင်ကိုဖေးရှာပါဖျားခင်ပြန်ငယ်ပါရွှေကိုမြေမုတ်ကဲတော့ဖြစ်စီမှာဖျားနာမနေစမ်းပါဖျားနေတာမွေးလျော်ပါကောင်းစားခြင်းနဲ့တင်ဟာမိတ်ဆွေဖြစ်မှာကောင်းစားခြင်းရဲ့ရတာများခံစားမိလားမဒူးဆိုင်ကိုဖေးရှာပါဖျားခင်ပြန်ငယ်ပါရွှေကိုမြေမုတ်ကဲတော့ဖြစ်စီမှာဖျားနာမနေစမ်းပါဖျားနေတာမွေးလျော်ပါကောင်းစားခြင်းနဲ့တင်ဟာမိတ်ဆွေဖြစ်လားကောင်းစားခြင်းရဲ့ရတာများခံစားမိလားမဖျားခင်ကိုချိန်ထားရင်ကောင်းစားမှာပါကဲဟုတ်ပြီကဲခုနကတော့အငယ်တန်းတွေကအခုဆာမရှားလုံတန်းဆာမရှားလုံတန်းလာမယ်ဆာမနဲ့ရှားလုံတန်းဘယ်သူမှမရှိဘူးလားဘယ်သူပဲဖွဲ့ရင်ရောက်လဲမြန်လာလေ
ဆရာမနဲ့ရှာလုံးကိုတန်းကိုလာစစ်ကြည့်ပါဦးဆရာမကြောင်ပြီးအောင်စင်းမယ်ယောက်ျားလေးတွေဒါပဲလားကဲမြန်လာမယ်နော်ဆရာမနဲ့ရှာလုံးတန်းအေးအစိမ့်သေးရဘာလို့တယောက်မလာတာလဲမြန်လာမလေးမလျှော့လိုက်မယ်နော်ဆရာမရှားလုံးတန်းခေါ်တာဆရာမတက်တန်းကလေးလေလားကဲလာမယ်ဆရာမတက်ဆရာမရှားလုံးဆရာမခက်သုံးတန်းလုံးလာမယ်ဆရာမရှားလုံးရောဆရာမတက်ကောဆရာမခက်ကောအကုန်လား9နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်အကုန်လားကဲရှင်းစိမ်းရောက်ဘွဲကရှင်းဆုံးတဲ့ကလေးလာမယ်ကဲလာမယ်ကဲတန်းစီနော်ကဲရေတောက်မယ်ရ
ရှူရှူပေါက်ချင်တဲ့သူရေတောက်ချင်တဲ့သူ9မိနစ်ချိန်ရမယ်နော်